မင်္ဂလာပါဒီနေ့မှာကြည်ဗျူက The Living Pakistan Condo နဲ့ Regent Home Watercat Condo ရဲ့အားသာချက်တွေနဲ့ရွေးချယ်တဲ့အချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်MRT Blue Line Taxi Charon Station ကနေ9မိနစ်ခန့်လမ်းလျှောက်အကွာအဝေးမှာရှိတဲ့ The Living Pakistan Condo ပဲဖြစ်ပါတယ်။ Silicon Bank Shopping Mall, Siam University, Bank ဟင်းသင်းရဲ့လက်ကားဈေးကြီးနဲ့ဆေးရုံကျောင်းဘတ်စကားဂိတ်စရာတွေရဲ့အနည်းဆုံးမှာလည်းတည်ရှိပါတယ်။ဒီကွန်ဒိုမှာဆိုရင်တော့ Tower A နဲ့ Tower B ဆိုပြီးတော့မှ building နှစ်ခုနဲ့ဖွဲ့စည်းထားပါတယ်။ Tower A မှာဆိုရင်တော့32လွှာနဲ့ Tower B မှာဆိုရင်တော့33လွှာပါဝင်ပြီးတော့အခန်းပေါင်း2000ကျော်ပါဝင်ပါတယ်။ဒီကွန်ဒိုရဲ့အားသာချက်ကတော့ facilities area အနေနဲ့အမျိုးပေါင်း30ကျော်ပါဝင်တာပဲဖြစ်ပါတယ်။ The Living Pakistan Condo ကထိုင်းနိုင်ငံကချီးမြှင့်တဲ့ Best Affordable Condo Development နဲ့ Best Condo Landscape Architectural Design 2020 ဆုကိုရရှိထားတာပဲဖြစ်ပါတယ်။အခုကြည့်ပြီးပြောပြပေးသွားတဲ့ The Living Pakistan Condominium ကိုသဘောကျတဲ့လူကြီးမင်းတို့အတွက်9နှစ်ကနေ9နှစ်အထိအရေးကြဝယ်ယူနိုင်တဲ့ installment plan တွေကိုလည်း My Property House ကစီစဉ်ပေးထားပါတယ်။ဒီအခန်းလေးကတော့1 bath plus room အခန်းလေးပဲဖြစ်ပါတယ်ဒီအခန်းလေးကိုအခုဝယ်ယူမယ်ဆိုရင်တော့အခန်းတွင်းမှာပြပေးထားတဲ့ furniture တွေအစုံနဲ့ electrical appliance တွေအားလုံးကိုရရှိမှာပဲဖြစ်ပါတယ်အခန်းရဲ့တန်ဖိုးက Thai baht 3.5 million ခန့်ဖြစ်ပါတယ်ဘန်ကောက်မြို့ရဲ့ CBD area ထဲမှာအတန်ဆုံးဈေးနှုန်းနဲ့ရနိုင်မဲ့ကွန်ဒိုကတော့ Regent Home Watercat ကွန်ဒိုပဲဖြစ်ပါတယ်။ Regent Home Watercat project မှာဆိုရင် building နှစ်ခုပါဝင်မှာဖြစ်ပါတယ်။ Common areas တွေကတော့အဆောက်အဦနှစ်ခုစလုံးရဲ့9လွှာမှာအသီးသီးရှိပါတယ်။ Condo facilities အနေနဲ့ဆိုရင်တော့ရေကူးကန် gym, playground, co-working space နဲ့ meeting room တွေပါဝင်မှာပဲဖြစ်ပါတယ်။ TV စီကဝယ်ရွက် customer တွေအတွက်အခုပြထားပေးတဲ့အတိုင်း fully furniture, electrical appliance တွေအပြင် curtain တွေပါထည့်ပေးထားမှာဖြစ်လို့လူစည်းမင်းတို့ကကိုယ်တိုင်ဝင်ရောက်နေထိုင်သည်ဖြစ်စေပြန်လဲငှားရမ်းလိုသည်ပဲဖြစ်စေအဆင်သင့်ငှားရမ်းနိုင်မှာပဲဖြစ်ပါတယ်။ကွန်ဒိုရဲ့တန်ဖိုးက Thai baht 1.49 million မြန်မာငွေကျပ်3900ဝန်းကျင်ခန့်သာပဲရှိတာဖြစ်ပြီးVisit facilities တွေစုံလင်တာကြောင့်ကိုယ်တိုင်နေဖို့အတွက်ဆိုရင် daily use အတွက်လုံလောက်ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေအတွက်အကောင်းဆုံးအားသာချက်ကတော့ပတူနမ် area, downtown area ကနေပြီးတော့ BTS တက်ဆင်တဲ့စီးရုံနဲ့ဒီနေရာကိုရောက်ရှိနိုင်တာဖြစ်တဲ့အပြင် BTS station ကလည်းကွန်ဒိုလာမယ်ဆိုလို့ရှိရင်မိနစ်နဲ့ငယ်တွေမှာရောက်ရှိနိုင်ပါတယ်ဖြစ်ပါတယ်။တင်တဲ့တန်ဖိုးနဲ့အတူ simple living lifestyle ကိုလိုချင်ရင်တော့ Regent Home Watercat ကိုရွေးချယ်ရမှာဖြစ်ပြီးModern lifestyle နဲ့အတူ smart living standard ကိုလိုချင်တဲ့ဆိုရင်တော့ The Living Pakistan ကိုရွေးချယ်ရမှာဖြစ်ပါတယ်ရှင်။